တော်နှစ်2559နှစ်ကောဇာတက္ကရာ1385ခုနှစ်နှစ်တော်လပြည့်ကျော်9ရက်2013ခုနှစ်ဒီဇင်ဘာလ22ရက်မွန်ပြည်နယ်မော်လမြိုင်မြို့မြင်းဒီကုန်းရပ်ကွက်ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ပရိယတ္တိဓမ္မဗိမာန်တော်ကြီးဖွင့်ပွဲနှင့်ဇက်ချပွဲအကျိုးစုပေါင်းဓမ္မောစဓမ္မသဘင်ပွဲ၌ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း24တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိအပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမကာရုဏိကတတတယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်တွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်ဒီကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြုတ်ကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချိမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်အပိုင်း24ဗုဒ္ဓမြတ်စွာဘုရားဖြစ်သူရောက်ပြည်တဲ့အချိန်ကစပြီးကာယကံဝစီကံမနောကံလှုပ်ရှားသမျှဟာလောကသားတို့ရဲ့အတွက်သာလင်ဖြစ်တယ်တနေ့နှစ်ကြိမ်စัจ java လာအနန္တမှာရှိတဲ့တတ္တလောကကြီးတစ်ခုလုံးအထူးသဖြင့်ဘုရားပွင့်ရာဖြစ်တဲ့ဤစัจ java လာမြတ်စွာဘုရားဟာကြည့်ရှုတော်မူတယ်နတ်နဲ့မိုးတောင်းရမှာတစ်ချိန်တပ္ပညုတဉာဏ်ကွန်ရက်ကြီးကိုဖြန့်ကျက်ပြီးတော့ကြည့်တယ်ညနေခင်းမှာတစ်ချိန်တပ္ပညုတဉာဏ်ကွန်ရက်ကြီးကိုဖြန့်ကျက်ကြည့်တဲ့အခါမှာနတ်နဲ့ခင်းကြည့်ပြီဆိုလို့ရှိရင်တော့မိမိသတင်း300ခန္ဓာကုတိမှစပြီးတဖြည်းဖြည်း
ဉာဏ်ကွန်ရက်ကိုဖြန့်ကျက်ပြီးစัจ java လာဆုံးသည့်ထီအောင်ကြည့်ညနေခင်းကြည့်ပြီးဆိုရင်စัจ java လာအဆုံးကနေပြီးတော့မိမိသတင်း300ခန္ဓာကိုယ်တိုက်ထီအောင်ကြည့်တယ်လို့ဓမ္မဝရအထကထာပုရိကတဒိဋ္ဌမထေဝတ္ထုမှာအထကထာမှာဒီလိုမှတ်တမ်းတင်ထားတာရှိတယ်။ဘာကြောင့်ဒီလိုနှမျိုးခွဲခြားပြီးကြည့်တယ်လဲလို့ဆိုတဲ့အကြောင်းတရားကိုတော့ဖော်ပြထားတာမရှိဘူး။သို့တော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့နနခင်းမှာကြည့်တယ်ဆိုတာမိမိနဲ့အနိကဆုံးပုံကိုယ်တွေကစကြည့်တဲ့သဘောညနေကြည့်ပြီဆိုတော့လူတော်တွေမဟုတ်ဘူးနတ်တွေပြမာတွေလည်းပါနေသည့်အတွက်ကြောင့်ညဥယျာဉ်မှာလာရောက်ကြမဲ့နတ်တွေပြမာတွေကလည်းရှိသည့်ညတခေါင်ယံမှာလာရောက်ကြမဲ့နတ်တွေပြမာတွေအတွက်ကလည်းရှိသည့်အတွက်ကြောင့်စัจ java လာအဆုံးကနေပြီးတော့ခန္ဓာကိုယ်တိုက်ထိအောင်အဆုံးကနေအစကိုကြည့်တယ်လို့ဒီလိုတွေးယူရရင်တော့ reasonable ဖြစ်မဲ့ထင်တယ်ယုတ်တိရှိတယ်ပေါ့နော် logical ဖြစ်တယ်လို့ပြောဘယ်အရာပဲဖြစ်ဖြစ်အကြောင်းကတော့ရှိမှာပဲမရှိဘူးတော့မဟုတ်ဘူးအကြောင်းရှိယမယခအကြောင်းတရားကိုဖော်ပြမှုမပြုဘဲနဲ့ရေးသွားတာတွေတော့ရှိအဲ့ဒီခါမှာ research လို့ခေါ်တဲ့မိမိတို့ရဲ့သုတေသနလုပ်ငန်းအတိုင်းအတာတစ်ခုရဆောင်ရွက်ကြတယ်ကိုယ့်ရဲ့အမြင်ကိုတင်ပြခွင့်ရှိတယ်ပေါ့နော်ကိုတင်ပြတဲ့အမြင်ဟာလည်းပဲကြောင်းကျိုးစီလျော်မှုရှိရမယ်ကြောင်းကျိုးစီလျော်မှုမရှိတဲ့အမြင်ဆိုလဲအများလက်ခံနိုင်မှာမဟုတ်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်လောကသားတွေရဲ့အကျိုးအတွက်ကျိုးပန်းအထုတ်ရင်းနဲ့တတ်တော်ဟာ49နှစ်အရွယ်ထိရောက်လာပြီ49နှစ်15ဝါမြောက်ဝါဆိုတဲ့အခါမှာတော့ကိုရမြတ်ရဲ့ဇာတိဒေသဖြစ်တဲ့တက္ကတိုင်းကပိလဝမြို့နိကြောရယုံကျောင်းမှာဝါဆိုတယ်တသက်တာကလပ်ပတ်လုံးနိကြောရယုံကျောင်းမှာဒါပထမဆုံးဝါဆိုခြင်းပဲဝါဘကာလတွေမှာတော့ရောက်နိုင်ပွဲရှိတော့လေဝါရင်းကာလ3လပတ်လုံးဒီနိကြောရယုံကျောင်းမှာဝါဆိုတယ်ဆိုတာတော့ပထမဆုံးဝါနဲ့နောက်ဆုံးဝါပဲဖြစ်တယ်ပေါ့ဒီတစ်ကြိမ်ပဲဝါဆိုဘာဖြစ်လို့ဆွေတော်မျိုးတော်တွေထဲမှာဝါမဆိုတယ်လဲလို့ဒါလည်းအကြောင်းရှာပြီးတော့ချိဖို့ရတာပေါ့သာဝတိမြို့မှာဗုဒ္ဓကိစ္စနဲ့ပတ်သက်ပြီးများများလှုပ်ရှားရှိဖို့မရဘူးဒုတိယမြောက်ရာဇဂိုမှာဝါဆိုပြီးတဲ့နောက်မှာခမည်းတော်မင်းတရားကြီးရဲ့ပင့်လျောက်ချက်အရာတပေါင်းလာပြီးကျော်တရက်နေ့လောက်ကຫນွေဥရာသီလေးမှာတိုင်းတော်ပြည်တော်ကိုပြန်လီကြွချီတယ်ဆိုတာဗုဒ္ဓဘုရင်ထဲမှာမှတ်တမ်းတင်ထားရရှိတယ်ပေါ့ကာလုဒ္ဒရာကြီးကဂါထာပေါင်း60နဲ့လမ်းပန်းခရီးချီးမွမ်းပြီးမြတ်စွာဘုရားတိုင်းတော်ပြည်တော်နေပြီးတော့ပြန်ကြွဖို့ဆိုပြီးတော့ပင့်လျောက်တဲ့ကာလုဒ္ဒရာကြီးရဲ့ဂါထာ60ပြုတ်ဆိုတာမြန်မာစာပေမှာတောင်းရှိတယ်ဓမ္မထင်ရှားတယ်ရာသီဥတုကိုဖွဲ့နှဲ့ထားပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်တိုင်းတော်ပြည်တော်ပြန်ပြီးတော့ပထမဆုံးချိန်ဖြစ်ကြွအောင်ပင်းလျောက်တာအဲ့ဒါလို့ကြွသွားတဲ့အချိန်တုန်းကတာဂိဝေမင်းကြီးမြတ်စွာဘုရားနေထိုင်မှုအတွက်ဒါပထမဦးဆုံးဘုရားဖြစ်နေပြန်လျရောက်ရှိလာခြင်းပေါ့နော်တိုင်းပြည်ကထွက်သွားတာဒုက္ခရစရိယာ6နှစ်ဘုရားဖြစ်ပြီးတဲ့အခါမှာ2နှစ်ဆိုတော့10နှစ်ထဲရောက်သွားပြီအဲ့ဒီအချိန်မှာပထမဆုံးကြွလာတဲ့အချိန်တုန်းကနိကြောရတာဂိဝေမင်းပိုင်နဲ့
ဥယျာဉ်ကြီးတစ်ခုမှာကျောင်းဆောက်ပြီးတော့မြတ်စွာဘုရားနဲ့တန်ဃာတွေသရင်သုံးဖို့စီမံထားကြတော့ကပိလဝတ်မြို့မှာတော့ဏိကြောရယုံကျောင်းဟာတခုတည်းသောကျောင်းဖြစ်ဖွယ်ရရှိတယ်ပေါ့အဲ့ဒီတော့ကတစ်ချိန်ကြွပြီးတော့ခမည်းတော်ကြီးတို့မိရွေးတော်ကောတွေတို့ကျွတ်တရားရအောင်ဟောပြောရာဟုလာကိုအမွေပေးတဲ့အနေနဲ့ကိုရင်ဝတ်ပေးတယ်ညီတော်နန္ဒမင်းသားကိုရဟန်းခံပေးလိုက်တယ်အဲ့ဒီကနေပြီးတော့မြတ်စွာဘုရားငါးဝမြောက်တဲ့အချိန်မှာငါးဝမရခင်အချိန်ပေါ့လေးဝမြောက်ပြီးတဲ့အချိန်မှာခမည်းတော်ကြီးမကြမ်းမမာဖြစ်လို့ကပိလဝတ်မြို့ကိုတစ်ခါကြွသေးတယ်မကြမ်းမမာဖြစ်တဲ့ခမည်းတော်ကြီးကိုတရားဓမ္မဟောတော့ခမည်းတော်ကြီးဟာနန်းတော်ပေါ်မှာပဲမြတ်စွာဘုရားတရားနာရင်းနဲ့လူဝတ်ကြောင့်လည်းပဲယဟန္တာဖြစ်သွားတယ်လို့ဆိုခမည်းတော်ကြီးယဟန္တာဖြစ်သွားတဲ့အခါမှာမြတ်စွာဘုရားခိတ္တခဏဆက်လက်တရင်သုံးပြီးတော့ဝေသာလီပြည်ဘက်ကိုကြွသွားတယ်အဲ့ဒီကြွသွားတဲ့အချိန်မှာနန်းတော်ပေါ်မှာသုတ္တရဏမင်းကြီးလည်းမရှိတော့ဘူးမိတွေတော်ကောရိဟာတူးတဲ့စမ်းနေရတာမပြောပိုက်ဘူးသူနဲ့အဖော်ဖြစ်တဲ့တန်ခွေမင်းသမီး900ဟာလည်းပဲသူတို့ရဲ့ကျင်ရမင်းသားတွေကသာသနာပေါင်းဝင်သွားကြသည့်အတွက်ကြောင့်သူတို့လည်းနန်းတော်ပေါ်မှာမပြောကြတော့အဲ့ဒါနဲ့မြတ်စွာဘုရားရောက်နေတော့မိရွေးတော်ဂေါရမိဟာ3ချိန်တိတိအမျိုးသမီးတွေကိုဘိက္ခုနီဝတ်ဖို့ခွင့်ပြုဖို့ခွင့်တောင်းတယ်မြတ်စွာဘုရားခွင့်မပေးဘူးခွင့်မပေးဘဲနဲ့ဝေသာလီပဲကြွသွားတဲ့အခါမိရွေးတော်ကြီးဥဆောင်ပြီးတာကွေမင်းသမီး900ဆမင်းနေရိပ်ဖြတ်ပြီးကိုယ်တိုင်ဖိုင်ရစွန်းတဲ့အဝတ်တွေဝတ်ပြီးဘုရားနောက်လိုက်သွားကြတာဒီလိုဇာလန်းနေရှိတယ်ပေါ့နော်အဲ့ဒါလိုလိုက်သွားပြီးနောက်ဆုံးတော့ဘိက္ခုနီဝတ်ခွင့်ရသွားတယ်ဆိုပါစို့ဘုရား9ဝါရမှာဘိက္ခုနီခွင့်ပြုလိုက်တယ်ရှင်နန္ဒအလျှောက်ကောင်းလို့ဘိက္ခုနီသာသနာပေါ်ထွန်းလာခဲ့ဒါကြောင့်နောက်ပိုင်းဘိက္ခုနီသာသနာမှာဘိက္ခုနီတွေကရှင်အနန္ဒယုတ်တုကိုကိုးကွယ်တယ်လို့သမိုင်းထဲမှာဆိုတယ်ရှင်အနန္ဒကိုကျေးဇူးရှင်ဖြစ်မှတ်တမ်းတင်ကြတယ်တော်တော်များများဘိက္ခုနီသာသနာကိုဆန့်ကျင်ကြတဲ့သဘောရှိပေါ့အိန္ဒိယမှာရှင်အနန္ဒကဥဆောင်ပြီးတော့လျှောက်ထားလို့ဘိက္ခုနီသာသနာပေါ်လာတယ်အဲဒါကြောင့်ရှင်အနန္ဒယုတ်တုဘိက္ခုနီမတွေကကိုးကွယ်ကြတယ်ရှင်အနန္ဒကိုပို့ပြီးတော့ကြီးညိုကြတယ်လို့ဆိုတယ်အဲ့ဒါလို့မြတ်စွာဘုရားယံပယံခါဝါဘကာလများမှာကပိလဝတ်မြို့နေကြောရအကြောင်းကြွရောက်ပြီးတော့သရင်သုံးတယ်လောကသားတို့အတွက်အကျိုးစီးပွားဆောင်ရွက်ဖို့ဆိုရင်ရောက်သွားတယ်အခု15ဝမြောက်ကြတော့ဝါတွင်ကာလသရင်သုံးဖို့ရောက်ရှိသွားတာဖြစ်တယ်ပေါ့အဲ့ဒီအချိန်မှာကပိလဝတ်မြို့မှာတိုင်းပြည်ကိုအုပ်စိုးနေတာဘယ်သူတုံးလို့ဆိုလို့ရှိရင်တော့မဟာနာမလို့ခေါ်တယ်မြတ်စွာဘုရားရဲ့နောင်တော်ဝမ်းခွဲတော်တဲ့တာဂိဝေမင်းပဲသို့တော့တာဂိဝေမင်းတွေဟာကဏရာဇာလို့ခေါ်တယ်စုပေါင်းပြီးတော့အုပ်ချုပ်တာကဏရာဇာတာဂိဝေလူမျိုးတွေကအလှဲ့ကျမင်းပြုပြီးတော့အုပ်စိုးကြတယ်တိုင်းပြည်ကိုအုပ်ချုပ်ကြတယ်ခုခေတ်လို့ဆိုရင်တော့ president ပေါ့ဥက္ကဋ္ဌပေါ့ဒီလိုပုံစံနဲ့ပေါ့ပါလီမန်လို့ပြောလို့ရတယ်ပေါ့ပါလီမန်စနစ်နဲ့အုပ်ချုပ်ဒါကိုထိုခေတ်ကအုပ်ချုပ်ပုံဤစနစ်ဘောဓုတအနေနဲ့ပြောမယ်ဆိုရင်ရာဇဂိုတို့တာဝတိတို့ဆိုတာကြတော့ monarchical system လို့ခေါ်တယ် monarch ဆိုတာဧကရာဇ်ဘုရင်တွေအုပ်စိုးတာဧကရာဇ်ဘုရင်တွေအုပ်စိုးတယ်ဧကရာဇ်ဘုရင်တွေအုပ်စိုးတဲ့အခါကျတော့မင်းကျင့်တရား10ပါးဆိုတာမြတ်စွာဘုရားဟောတာမင်းကျင့်တရား10ပါးနဲ့အညီအခု
တက်ကတိုင်းကတိုင်ကဝင်နေလို့မန္လာတိုင်းကမန္လာမင်းသားတွေဝိစီတိုင်းကလိတ်ဆူကြီးတွေသူတို့ကတော့မောနတွေမဟုတ်ဘူးသူတို့ကိုအင်္ဂလိပ်လို oligarchy system လို့ခေါ်တယ် oligarchy ဆိုတာလူမျိုးတစ်မျိုးပါတီတစ်ခုကတိုင်းပြည်ကိုအုပ်ချုပ်တယ်ပေါ့ခုခေတ်တော့ပါတီတစ်ပါတီကနေအုပ်ချုပ်တယ်လို့သူတို့ပြောသူတို့ခေတ်မှာတော့လူမျိုးစုတစ်ခုကနေတိုင်းပြည်အုပ်ချုပ်တယ်အဲ့ဒါကြတော့အပရိဟာနိယတရား9ပါးဆိုရင်မြတ်စွာဘုရားအဲ့ဒီစနစ်နဲ့အုပ်ချုပ်ဖို့လမ်းညွှန်ထားတာအဲ့တော့ဘုရားလက်ထက်ကဧကရိပင်အုပ်ဆိုးတဲ့နိုင်ငံတွေရှိတယ်ထင်ရှားတာကတော့ဘယ်သူတွေတုံးလို့ဆိုရင်ကောသလတိုင်းကအတေနေရီကောသလမင်းကြီးမကရတိုင်းကဗိမိတာရအဝန္တိတိုင်းကသန္ဓပိသောတကောသမီကဥတေနာလို့ဆိုတာဧကရိပင်နေလို့ပြောရမှာပဲအိန္ဒိယနိုင်ငံကနေ့ခေတ်အုပ်ချုပ်နေတဲ့အစိုးရကထိုခေတ်ကပို့ပြီးနေကျဲတယ်လို့ပြောမှာပေါ့နော်ရှေးခေတ်တုန်းကတော့မကျဲဘူးအတောကမင်းကြီးတောင်အိန္ဒိယမြောက်ပိုင်းနဲ့အုပ်စိုးနိုင်တာတောင်ပိုင်းမရောက်ဘူးမြတ်စွာဘုရားလည်းဘုရားဖြစ်သူရောက်ပြီးတဲ့အခါမစ္စည်းဗဒေသလို့ဆိုရဲမြောက်ပိုင်းအတိုင်းဝိုင်းလေးမှာပဲလှည့်ပြီးတော့သွားပြီးအဲ့ဒီအတွင်လေးမှာပဲတရားဓမ္မဟောတာမစ္စည်းဗဒေသရဲ့အပြင်ကိုသိရောက်ဖို့မပေါ်ဘူးသို့တော်မြန်မာသမိုင်းတွေမှာတော့ရောက်လာတာတော့ရှိတယ်ရောက်လာတာတွေရှိတယ်ဒီဘက်မှာဆိုလို့ရှိရင်ဆန္တော်ရှင်တွေကြီးပဲအကုန်လုံးရသော်ဗျာဆန္တော်နဲ့ကိုးကွယ်လာတဲ့ဟာတွေမို့ရွှေရကုံကစပြီးတော့မြန်မာပြည်အောက်ပိုင်းမှာရွှေဆန္တော်ရှင်ဆိုပြီးဒီမှာတော့ဘုရားသမိုင်းတွေတော့ရှိတာပေါ့နော်မရောက်ဘူးလို့တော့ပြောလို့မရဘူးပေါ့လေပိဋကတ်ထဲမှာမှတ်တမ်းမရှိဘူးလို့ပြောတာရောက်ချင်လဲရောက်မှာပေါ့ဘုရားပဲရောက်လာလို့လွယ်လေးပဲသို့သောစာပေကျမ်းကမှတ်တမ်းအရာပြောမယ်ဆိုရင်တော့ဟောတဲ့တရားတွေဟာအကုန်လုံးအိန္ဒိယနဲ့မစ္စည်းမဒေသအတိုင်းဝိုင်းလေးမှာလှည့်လည်ပြီးတော့ဟောတဲ့တရားတွေကြီးပဲအကုန်လုံးပိဋကတ်3ပုံကိုဖတ်ကြည့်အဲ့ဒီလိုဟောပြောသွားတာအဲ့ဒီမှာကပိလုရောက်နေတဲ့အချိန်မှာမြတ်စွာဘုရားဟောတဲ့တရားတွေဟာလောကသားတို့အတွက်အင်တန်မှအကျိုးဖြစ်ထွန်းစရာခြေနေကောင်းတစ်ခုဖန်တီးပြီးတော့ဟောကြားပေးတာဒီကနေ့ခေတ်ထိမြတ်စွာဘုရားဟောကြားတဲ့တရားတွေဟာလွဲမှားတာမရှိသည့်အတွက်ကြောင့်ဒီတရားတွေတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝခရီးဟာစိတ်ချရတဲ့ဘဝခရီးပဲဖြစ်တယ်ဘယ်သူမှမေးเสียမလိုဘူးမြတ်စွာဘုရားဟောထားတယ်သွားခါတော့ဟောသည်များအမှန်ကိုဟောတာမှားမှားယွင်းယွင်းဟောရင်ဒုက္ခရောက်တယ်မှားမှားယွင်းယွင်းဟောထားတဲ့တရားကိုသွားပြီးလက်တွေ့အကောင့်ထဲဖော်မယ်ဆိုရင်ဒုက္ခတွေနဲ့ပဲရင်ဆိုင်ရမှာပဲမြတ်စွာဘုရားဟောတဲ့တရားလှုပ်ရင်လှုပ်တဲ့အတိုင်းဖြစ်တယ်ဒါကြောင့်မို့နေယာနိကတကယ်လိုက်နာကျင့်သုံးမယ်ဆိုရင်တကယ်အကျိုးဖြစ်တယ်လို့သူပြောတာနေယာနိကဆိုတဲ့အဓိပ္ပာယ်ကထုတ်ဆောင်တယ်အလုပ်ဖြစ်တယ်တခါတခါလူတွေကဥပဒေကိုကြည့်ပြီးဥပဒေကကောင်းတယ်အလုပ်မဖြစ်ဘူးဆိုတာရှိတယ်လေစီမင်းဥပဒေဘလောက်ကောင်းကောင်းအလုပ်မဖြစ်တာရှိတယ်မြတ်စွာဘုရားတရားကတော့အဲ့လိုမဟုတ်ဘူးကောင်းသလောက်အလုပ်ဖြစ်တယ်လိုက်တာကျင့်သုံးမယ်ဆိုရင်ဖြစ်တယ်အဲ့တော့ကပိလဝတ်မှာအဓိကထားပြီးဟောတာဘာတော့ဆိုရင်သောတပတ္တိယင်က၄မျိုးဆိုတာဒီကနေ့ခေတ်ထိအောင်လောကသားတို့ရဲ့အကျိုးစီးပွားအတွက်မြတ်စွာဘုရားကြိုးပမ်းဆောင်ရွက်သောတပတ္တိယင်ကဆိုတဲ့စကားလုံးကအဓိပ္ပာယ်2မျိုးယူလို့ရတယ်သောတပန်ဖြစ်ဖို့အကြောင်းတရား၄မျိုးကိုလည်းသောတပတ္တိယင်ကလို့သုံးတယ်သောတပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ရဲ့အရည်ချင်း၄မျိုးကိုလည်းသောတပတ္တိယင်ကလို့သုံးတယ်ပေါ့နော်တချို့နေရာမှာတော့သောတပန္နအင်္ဂသောတပန်ရဲ့အင်္ဂါလို့ဒီလိုလဲသုံးတာရှိတယ်ပေါ့
အဲ့တော့သောတပတ္တိယင်္ဂဆိုတဲ့သောတပတ္တိယအင်္ဂသောတပန်ဖြစ်ဖို့အတွက်အင်္ဂါရ၄မျိုးသို့မဟုတ်သောတပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်း၄မျိုးအဲ့ဒီအရေးချင်းတွေကိုကပိလဝတ်မှာအထူးတလီဟောကြားထားတာဖြစ်လို့ဒါတွေကိုလေ့လာမှတ်သားပြီးတော့ဒီတိုင်းလိုက်နာပွားများမယ်ဆိုရင်မြတ်စွာဘုရားဟာလောကသားတို့အတွက်ကောင်းမြတ်တဲ့အကျိုးစီးပွားတွေကိုဒီကနေ့ထိအောင်ထားခဲ့တာဖြစ်တယ်နော်အမှန်တန်ကောင်းတဲ့ဆေးဝါးတွေဖော်ဆက်ပြီးတော့ပေးပေမဲ့ဆေးနည်းတွေထားခဲ့ပေမဲ့ဆေးတောက်တဲ့လူမှသာအကျိုးဖြစ်ထွန်းမှာပေါ့ဆေးမတောက်တဲ့လူပဲအကျိုးဖြစ်မလဲအဲ့ဒါလိုပဲမြတ်စွာဘုရားဟောတဲ့တရားတွေဟာလိုက်နာတဲ့ပုဂ္ဂိုလ်အတွက်သာအကျိုးဖြစ်တယ်မလိုက်နာတဲ့ပုဂ္ဂိုလ်အတွက်တော့အကျိုးမဖြစ်ဘူးအကျိုးဖြစ်မယ်ဆိုလဲအဓိပ္ပာယ်မရှိဘူးပေါ့ဒီလိုဆိုအဲ့တော့ကပိလဝတ်မှာအထူးတလီဟောကြားထားတဲ့သောတပန်ဖြစ်ကြောင်းသောတပတ္တိယင်္ဂတရား၄မျိုးသောတပန်ဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်တိုင်းဟာအဲ့ဒီအကြောင်း၄မျိုးနဲ့ပြည့်စုံအောင်လုပ်အကြောင်း၄မျိုးဆိုတဲ့နေရာမှာအပြင်အကြောင်း2မျိုးနဲ့အတွင်းအကြောင်း2မျိုးအတွင်းပြင်ဆိုတာဘယ်တော့ဖြစ်ဖြစ်ပေါင်းစပ်ရတယ်အတွင်းကြီးလုံးလို့မရဘူးအပြင်ကြီးလုံးလို့မရဘူးအတွင်းနဲ့အပြင်နှစ်ခုပေါင်းစပ်မှအကျိုးတစ်ခုရလဒ်ကိုရလူတွေနေ့စဉ်အသက်ရှင်နေတာကြည့်လေအတွင်းအနေနဲ့ကလူကကျမ်းမာဖို့လိုတယ်အပြင်ဘက်ကစားတဲ့အစားအစာတွေကအားဖြစ်မဲ့အစားအစာဖြစ်ဖို့လိုတယ်ဟောအတွင်းကကျမ်းမာရေးလုံးဝချိုးတဲ့နေလို့အာရဖြစ်နိုင်လောက်အောင်အခြေအနေမရှိတဲ့လူမမာကိုသွားပြီးတော့ဘလောက်ကောင်းတာတွေကြွေကြွေအားဖြစ်ပါမလားအတွင်းကပြက်သွားပြီဆိုရင်အားမဖြစ်နိုင်တော့ဘူးအတွင်းကလည်းကောင်းအပြင်ကလည်းကောင်းနှစ်ခုကောင်းမှအားဆိုတာလာတယ်ဘယ်ရာပဲဖြစ်ဖြစ်အတွင်းနဲ့အပြင်ဒီလိုမှတ်အဲ့တော့သောတပန်ဖြစ်ဖို့အတွက်အပြင်ဘက်ကကောင်းမှုပါလို့တယ်တပ္ပုရိတတန်တေဝသူတော်ကောင်းနဲ့သူတော်ကောင်းကိုစိကတ်ခြင်းဆိုတာတခုသူတော်ကောင်းဆိုတာဘုရားကအစပိစိကဗုဒ္ဓယဟန္တာထို့နောက်တဏှာဝကလွတ်နိုင်တဲ့နိလန်းတွေကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တနည်းအားဖြင့်နောက်ဆုံးမှာကုသိုလ်အကုသိုလ်ခွဲခြားဟောကြားနိုင်တဲ့ပုဂ္ဂိုလ်ဓမ္မအဓမ္မခွဲခြားပြောနိုင်တဲ့ပုဂ္ဂိုလ်ထိသူတော်ကောင်းလို့ယူအဆင့်တည်းအဲ့ဒီသူတော်ကောင်းကိုစိကတ်လို့ရှိရင်နောက်ထပ်ဖြစ်ပေါ်လာမဲ့အကျိုးတစ်ခုကပါတော့သူတော်ကောင်းတရားကိုကြားနာရခြင်းသူတော်ကောင်းတရားကိုမနာဘဲနဲ့ထူးခြားတဲ့အသိဉာဏ်ရတယ်ဆိုတာဖြစ်ကုန်မဖြစ်နိုင်ဘူးရှင်သာရိပုတ္တရာတောင်မှပဲရှင်အတ္တဇိဆေကတရားနာရမှအသိဉာဏ်ဖြစ်တယ်ဒါကြောင့်မို့တပ္ပုရိတတန်တေဝပါဠိလိုသူတော်ကောင်းတရားနဲ့သူတော်ကောင်းနဲ့ပေါင်းစုံမိတာစိကတ်တာတတ္ထမသောနာသူတော်ကောင်းတရားကိုကြားနာခွင့်ရတာဟောဒီနှစ်ခုဟာအပြင်အကြောင်းတရားနှစ်ခုပဲအေးအပြင်အကြောင်းတွေရပြီလို့ရှိရင်ဒါနဲ့တည်းအလုပ်ဖြစ်ပြီလားဆိုမရှိသေးဖြစ်သေးဘူးအဲ့ဒီသူတော်ကောင်းတရားအပေါ်မှာယောနိသောမနတိကာရတဲ့မမကံကနှလုံးသွင်းနိုင်မှုဆိုတာရှိတယ် wise attention လို့ခေါ်တယ်မှန်မှန်ကန်ကန်နှလုံးသွင်းနိုင်မှုကအရေးကြီးတယ်ပေါ့ယောနိသောမနတိကာရတစ်ခါတစ်ခါကျတော့ဝိပဿနာထီအောင်ယူတယ်နောက်တစ်ခုကဘာလို့ဆိုဓမ္မာနုဓမ္မပฏิပတ်တိတဲ့ဓမ္မဆိုတာလောကုတ္တရာတရားကိုခေါ်တာဓမ္မအနုဓမ္မပฏิပတ်တိလို့စကားလုံးသုံးလုံးကိုပေါင်းစပ်ထားတာတည်တည်ချာချာနားလည်ဖို့လိုတယ်လူတိုင်းဣမာယဓမ္မာနုဓမ္မပฏิပတ်တိယာနဲ့ရွတ်နေတာဘာဆိုမှမသိဘူးဆိုရင်တော့လေနော်အကျိုးဖြစ်တော့မှမဟုတ်ဘူးသိပြီးတော့အဲ့ဒီမှာဓမ္မဆိုတာဘာကိုပြောတာတုံးဆိုမလေးတံဖို့လေးတံနိဗ္ဗာန်အဲ့ဒီအစစ်မြင့်တရားကိုဒီနေရာမှာဓမ္မလို့ခေါ်တယ်ဓမ္မန္တရဏံကိစ္ဆာမိဆိုတဲ့နေရာမှာလဲဒီဓမ္မကိုရည်ညွှန်းတာ
ဒီဓမ္မကမှတန်တရားဝဆင်းရဲကလွတ်ကင်းစေနိုင်တာပေါ့အနုဓမ္မဆိုတာအဲ့ဒီဓမ္မကိုရောက်စေနိုင်တဲ့ဓမ္မကိုမျက်မှောက်ပြုစေနိုင်တဲ့သီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်တနည်းအားဖြင့်ပြောရင်မဂ္ဂင်၈ပါးအကျင့်တရားကိုအနုဓမ္မလို့ခေါ်တယ်ပฏิပတ်တိကအဲ့ဒီအနုဓမ္မကိုကျင့်သုံးတာတဲ့ဆိုလိုတာကမဲ့ဖို့နိဗ္ဗာန်ကိုရချင်ရင်ဘာလို့ရမလဲအနုဓမ္မဆိုတဲ့သီလသမာဓိပညာဒီကျင့်စဉ်ကိုကျင့်လို့ဆိုတာပဲအဲ့တော့သောတာပန်ဖြစ်ချင်ရင်အကျင့်မပါဘဲနဲ့မဖြစ်ဘူးဒီလိုပြောတာနော်ကျင့်ရမယ်ကျင့်တယ်ဆိုတဲ့နေရာမှာနံပါတ်1သီလလုံညောင်းစောင့်တည်ရမယ်မိမိကပြည့်စုံတဲ့အသိဉာဏ်တွေရှိပြီဆိုလို့ရှိရင်တော့သီလပေါ်အခြေခံပြီးတော့အခုလိုတရားနာရင်းနဲ့လဲမြတ်စွာဘုရားရဲ့လက်ထက်တော်မှာဘုရားတရားနာရင်းကနေပြီးတော့တမာတိတွေရပြီးအသိပညာတွေဖြစ်ပြီးဓမ္မတဖို့ရသွားတာတွေရှိတယ်ပေါ့အဲဒါကြောင့်မို့အနုဓမ္မပฏิပတ်တိဆိုတဲ့ထဲမှာတရားနာတာလည်းပါတယ်မင်္ဂလာတုတ်ထဲမှာလည်းရှိတယ်မဟုတ်လားကာလေနဓမ္မတဝနာဆိုတာတရားနာရမယ်တဲ့နာခြင်းဟာအသိဉာဏ်တွေတိုးပြီးတော့လက်တွေ့ကျင့်သုံးတဲ့အတွက်အများကြီးထောက်ကူဖြစ်တယ်လို့ဒီလိုဆိုတာဒါကဘာမှငြင်းစရာမရှိပါဘူးလောကီပညာလဲနားထောင်ရတာပဲမဟုတ်လားနားထောင်ရတာပဲနားထောင်တာဟာသင်ကြားခြင်းတစ်ခုပဲနားထောင်တယ်ဆိုတာအပြည့်မြေနားထောင်တာပြောတာမဟုတ်ဘူးလေးလေးနက်နက်မမတ်သားသားအာယုစိုက်ပြီးနားထောင်ပြီးမိမိရဲ့ဘဝနဲ့ဆက်ဟပ်ပြီးတော့နားထောင်ပြီးမှတ်သားပြီးတော့လိုက်နာဟောဒီအဆင့်ကိုဆိုလိုတယ်ပေါ့အဲ့ဒီလိုအကြောင်း၄ရပ်ပေါင်းစပ်သွားပြီးအတွင်းအကြောင်းက2ခုယောနိသောမနတိကာရဓမ္မနုဓမ္မပฏิပတ်တိဆိုတဲ့အပြင်အကြောင်းက2ခုအကြောင်း၄ရပ်ပေါင်းစပ်သွားပြီဆိုရင်တော့သောတာပန်ဖြစ်နိုင်ပါတယ်လို့မြတ်စွာဘုရားဟောတာဒါကပိလဝတ်မှာဟောခဲ့တဲ့တရားပဲလောကသားတွေအတွက်ဒီလမ်းစဉ်ကိုချပေးထားခဲ့တာဒီကနေ့အထိလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်အကျိုးဖြစ်အောင်မှာပဲဒီလိုဆိုရယ်နော်အကျိုးဖြစ်ထွန်းတယ်ဆိုတာအတိုင်းတာတစ်ခုအထိဖြစ်တယ်လူတိုင်းသောတာပန်ဖြစ်မယ်လို့ဒီလိုပြောတော့မဟုတ်ဘူးသောတာပန်သူ့အဆင့်လိုက်ပေါ့လောကီပညာတော်မှလူတိုင်းတက္ကသိုလ်ရောက်တာမှမဟုတ်တာတက္ကသိုလ်ရောက်တဲ့လူတိုင်းလည်းဘွဲရတာမှမဟုတ်တာဘွဲရတိုင်းလည်းအရေးချင်းပြည့်တာမှမဟုတ်တာဒီလိုဆိုလိုတာပေါ့နော်သူ့ရည်ချင်းလိုက်ဖြစ်တာပေါ့ဒါကသောတပတ္တိယင်္ဂလေးအေးကပိလဝတ်ကဆွေတော်မျိုးတော်တွေဟာသောတပတ္တိယင်္ဂကိုမြတ်စွာဘုရားပေါ်မှာချစ်ခင်ခြင်းဆွေမျိုးဆိုတဲ့ခင်မင်မှုနဲ့မြတ်စွာဘုရားစကားကိုနားထောင်ကြသည့်အတွက်ကြောင့်သူတို့ဟာတော်များများကပိလဝတ်မှာသောတာပန်ဖြစ်နေကြပုံရဒါကြောင့်မို့လို့ဝိတ္တုပစစ်ပွဲမှာဆိုရင်ဘယ်သူမှဝိတ္တုပစစ်တပ်ကိုမှန်အောင်မပစ်ဘူးသူတို့လေးတပ်မှာအမတန်မှကျွမ်းကျင်ကြတယ်လူမမှန်အောင်ပစ်တယ်ဆိုတာတော်တော်ခဲရင်တဲ့အလုပ်တစ်ခုပဲမှန်အောင်ပစ်တာလွယ်ပါတယ်ရမ်းပြီးတော့ထုလိုက်တော့မှန်တတ်တာပဲနော်မမှန်အောင်ပစ်ဖို့ကပိုခက်တယ်ဒါပြင်မြားပြစ်ပြိုင်ပွဲမှာချောသွားတဲ့ကောင်တွေကအဲ့ဒါမမှန်အောင်ပစ်တာတော့မဟုတ်ဘူးမှန်အောင်ပစ်ချင်တဲ့နဲ့မှန်တာအဲ့ဒါတော့အဲ့တော့လူကြားထဲမှာမမှန်အောင်ပစ်ဖို့ဆိုတာတော်တော်ခဲနေကျွမ်းကျင်လာလူတွေကြားထဲကနေစုံဝင်သွားအောင်ပြည့်ရတာနော်အဲ့တော့ကပိလဝတ်သားတွေဟာစွမ်းရည်တတ္တိတွေပြီးွားကြတယ်သို့တော့သူများတက်ကိုမတတ်ဘူးတဲ့ကပိလဝတ်ကတာကဝင်းတွေဟာသူများတက်ကိုမတတ်ဘူးဖရာရဲ့အဆုံးအမကိုရထားလို့အလုံးမယဉ်ကျေးကြတယ်လိမ္မာကြတယ်မြတ်စွာဘုရားကိုယ်တိုင်ကသောတာပန်ဖြစ်ကြောင်းတရားတွေကိုဟောထားသည့်အတွက်ကြောင့်သောတာပန်ဖြစ်ကြောင်းတရားတွေကိုကျင့်လို့သောတာပန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကများလာပုံရနောက်သောတာပန်ပုဂ္ဂိုလ်ရဲ့အင်္ဂါရပ်ဆိုတာကြတော့ဘာတွေတော့သောတာပန်ဖြစ်သွားရင်ဘယ်လိုအရည်ချင်းတွေရှိတုံးလို့
မှတ်သားဖို့ရတော့သောတပန်ဖြစ်သွားရင်ဗုဒ္ဓေအဝိစ္စပတ္တာထအဝိစ္စဆိုတာအသိဉာဏ်နဲ့ပတ္တာရကကြီးညိုတာအသိဉာဏ်နဲ့သက်ဝင်ပြီးတော့ကြီးညိုတာဒါ blind faith မဟုတ်ဘူးလို့ပြောတာနော်မျက်ကန်းယုံကြည်မှုမဟုတ်ဘူးမြတ်စွာဘုရားကိုကြီးညိုတာဟာမျက်ကန်းအနေနဲ့ကြီးညိုတာမဟုတ်ဘူးအကုန်လုံးသိရှိနားလည်ပြီးတော့လက်ခံကြီးညိုတဲ့ကြီးညိုနည်းတရားမှာပညာပါတယ်ပေါ့ဒီလိုဆိုလို့တာဘုရားဘာသာရဲ့တရားတရားဟာပညာမဲ့လို့ရှိရင်တရားတရားဆိုတာပညာမပါလို့ရှိရင်အလုံးမဖြစ်ဘူးဒါကြောင့်မို့တရားကိုပညာစောင့်မှလမ်းဖြောင့်သည်တဲ့ဒီပရင်ဆရာတော်ကြီးကပရမတ္ထစက္ခုကျမ်းမှာရေးထားတရားကိုဒါဆရာတော်ကြီးသူ့သဘောနဲ့ရေးတာမဟုတ်ဘူးစာရဲပေထဲမှာလာတာကိုရေးတာတရားကိုပညာနဲ့ထိန်းထားရမယ်ပညာစောင့်မှလမ်းဖြောင့်သို့မဟုတ်ရင်မုထပတနာအကျိုးဖြစ်တဲ့နေရာသွားချီညိုရင် blind faith လို့ခေါ်တယ်နောက်တစ်ခုကပညာကိုလည်းတရားနဲ့ပြန်ထိန်းရတယ်ပညာကိုတရားစောင့်မှလမ်းဖြောင့်နေအပြန်အလှန်ဆိုလိုတယ်တတ္တနဲ့ပညာဒီနှစ်ခုဟာထိန်းညှိပေးရမယ်အဲ့ဒါလို့ဆိုတာပေါ့အဲ့တော့အဝိစ္စပတ္တာဒဆိုတာပညာပါတဲ့တရားကိုဆိုလိုတယ်အသိဉာဏ်နဲ့ကြီးညိုတာဗုဒ္ဓေအဝိစ္စပတ္တာဒဘုရားကိုနှစ်ကာကကြုတ်ကြီးညိုတယ်အရေးချင်းတွေကိုသိပြီးတော့ကြီးညိုတယ်တရားနဲ့ပညာတွဲဖက်ပြီးလက်ခံတယ်ဓမ္မေအဝိစ္စပတ္တာဒဘုရားဟောတဲ့တရားပုံနှစ်ကာကသိရှိကြီးညိုတယ်တန်ခေအဝိစ္စပတ္တာဒဓမ္မကိုကျင့်သုံးလို့အောင်မြင်သွားတဲ့တန်ဃာတွေပေါ်မှာနှစ်ကာကအသိဉာဏ်ဖက်ပြီးတော့ကြီးညိုတယ်ဟောဒီ၃ချက်နောက်တစ်ခုကဘာလို့ဆိုအရိယကန္တသီလတဲ့အင်ဓမ္မပြည့်ပြည့်စုံတဲ့ပါဖက်ဖြစ်တဲ့သီလမျိုးအရိယကန္တအရိယကန္တဆိုတာအရိယာဒီမြတ်နိုးတဲ့နှစ်သက်တဲ့သီလကိုအရိယကန္တသီလလို့ခေါ်တယ်အဲ့ဒီသီလဟာဘယ်သီလလဲလို့ဆိုခုနဆောက်တည်သွားတဲ့၅ပါးသီလပဲနော်မြန်မာပြည်မှာတော့ခက်တာ၅ပါးသီလတောင်ထပ်လျှော့ခြင်းနေကြတာလူတွေကနော်၅ပါးသီလတောင်ထပ်လျှော့၅ပါးသီလကလျှော့စရာမရှိဘူး၅ပါးသီလ၅ပါးလုံးမှပြည့်စုံတယ်တပါးတည်းဆိုမပြည့်စုံဘူးအဲ့တော့အရိယကန္တလို့ဆိုတာအရိယာတွေကမြတ်နိုးတယ်ဘလောက်ထိမြတ်နိုးတာလဲတန်ဖိုးထားတယ်မြတ်နိုးတယ်မြတ်နိုးပုံချင်းမတူကြဘူးလေအသက်ထက်မြတ်နိုးတယ်အသက်လောက်မြတ်နိုးတာမဟုတ်ဘူးအသက်ထက်မြတ်နိုးတယ်ဒါကိုတတိထားဖို့လူတွေကပြောကြတယ်တယောက်နဲ့တယောက်ဘလောက်ချစ်တော့အသက်လောက်ချစ်တယ်သူပြောကြအသက်ထက်ချစ်မှပိုကောင်းတယ်ဟောဒီသောတပန်ပုဂ္ဂိုလ်တွေဟာငါးပါးသီလကိုအသက်ထက်ပို့ပြီးတော့ချစ်တယ်ဆိုလိုတာကဘာလို့ဆိုရင်ငါးပါးသီလနဲ့အသက်ဒီနှစ်ခုအသေးခံမလားငါးပါးသီလအဖြတ်ခံမလားဆိုရင်အသေးပဲခံမယ်ငါးပါးသီလမဖြတ်ဘူးဒီလိုဆိုလိုတာပေါ့အသက်ထက်မြတ်နိုးတယ်လို့ဒီလိုပြောတာအခုကတော့ငါးပါးသီလကအသက်မပြောနဲ့မဆန်လေးနည်းနည်းရရင်ကိုပါသွားတယ်လို့ဆိုလိုတာပေါ့နော်မမြတ်နိုးဘူးကိုဆန်းစစ်ကြည့်ရမှာငါးပါးသီလဟာအသက်ထက်မြတ်နိုးပြီလားငါသို့မဟုတ်အသက်လောက်မြတ်နိုးရင်ကိုတော်သေးတယ်အသက်ဆုံးပြီးတော့ကိုငါးပါးသီလထိန်းတယ်ဆိုတော့မှဒါအရိယကန္တသီလနဲ့ပြည့်စုံသောတပန်ပုဂ္ဂိုလ်ဟာအသက်ထက်မြတ်နိုးတယ်လို့မြန်မာနိုင်ငံမှာစာရေးဆရာကြီးတယောက်ကရေးတယ်သောတပန်ပုဂ္ဂိုလ်ဟာကြားနဲ့ရင်ဆိုင်တွေ့တယ်သူ့လက်ထဲမှာလည်းပဲ6လုံးမြူပါမယ်ဆိုရင်ကြားကိုခုခံအောင်ပါပဲဒါသူ့အတွေးပဲနော်သူ့အတွေးသူကဘာလို့တော့ဆိုအသက်ကိုတန်ဖိုးထားတာဟုတ်အသက်ကိုတန်ဖိုးထားသည့်အတွက်ကြောင့်ငါးပါးသီလတော့ဖြစ်မှာပဲသူကိုတော့အသေးမခံဘူးဆိုတဲ့လူတွေပေါ့
အဲ့ဒါကိုအသေးမခံဘူးသီလနောက်မှရောက်ရဆိုတာတစ်ကျုပ်စောင့်တဲ့သီလမျိုးလို့ခေါ်တယ်တစ်ကျုပ်ဆိုတဲ့အကောင်ကသူနာမှာသူဖမ်းစားရမယ့်အကောင်တကောင်မှမရှိဘူးဘာကောင်မှမလာဘူးသမင်းတွေတရေတွေမလာတော့သူကစဉ်းစားတယ်ငါစားလဲစားတယ်တကောင်မှလည်းမလာဘူးဖမ်းစရာမရှိဘူးအဲ့တော့အစာငတ်မဲ့တူတူမထူးဥပုသ်ဆောင်လိုက်အောင်ပါဒီကောင်တကယ်ဥပုသ်ဆောင်တာလားလို့ဆိုပြီးတော့တရားမင်းကသမင်းအောင်ဆောင်ပြီးသူနာဖြတ်ပြေးတဲ့အခါကျမျိုးလုံးပြူသွားပြီတီလခဏချထားအောင်အဲ့ဒါလို့သူကထပြီးတော့လိုက်တဲ့အခါကျတော့မျက်စိအောက်ကပျောက်သွားပြန်ပျောက်သွားတော့ကဲမရမဲ့တူတူငါတီလမကြိုးသေးပါဘူးဆိုပြီးပြန်ဆောင်နောက်တစ်ခါလာထလိုက်ပြန်အဲ့ဒါကိုတစ်ကျုပ်တီလလို့ခေါ်တယ်အခြေအနေရဆောင်ငါးပါးသီလသမားကလည်းပဲအလစ်တုပ်ဖို့ရာအတွက်မတွေ့သေးလို့ရှိရင်အာဒိနာဒါနဝေရမဏိဆိုပြီးတော့နေလိုက်တာပဲလေရစရာအထုပ်ကြီးတွေ့ပြီဆိုရင်တော့အာဒိနာဒါနနောက်မှပဲစောင့်တည်တော့မယ်ဆိုပြီးတော့ယာတော့ယူမဆိုတဲ့အတွေးတွေအဲ့ဒါဟာသီလကိုတန်ဖိုးမထားတာလို့ခေါ်တယ်နော်သောတာပန်ပုဂ္ဂိုလ်ကျတော့အဲ့လိုမဟုတ်ဘူးပစ္စည်းဥစ္စာမပြောနဲ့ကိုယ်အသက်တောင်မှပဲအစွန့်ပြီးတော့ငါးပါးသီလကိုထိန်းတယ်လို့ဒီလိုဆိုတာအဲ့တော့ပေါင်းလိုက်တဲ့အခါမှာဘုရားပေါ်မှာအသိဉာဏ်နဲ့ယုံကြည်တယ်တရားမှာအသိဉာဏ်နဲ့ယုံကြည်တယ်သံဃာကိုအသိဉာဏ်နဲ့ယုံကြည်တယ်ငါးပါးသီလကိုအသက်ထက်မြတ်လို့ထိန်းသိမ်းဆောက်ရှောက်တယ်မကြိုးမပေါက်မပြောက်မကြားထိန်းသိမ်းဆောက်ရှောက်တယ်အဲ့ဒါဟာသောတာပန်ပုဂ္ဂိုလ်ရဲ့အရည်အသွေးပဲလို့ဒီလိုမှတ်ဒီလိုဆိုတာနော်အဲ့ဒါကပိလုမြို့မှာမြတ်စွာဘုရားဒီတရားတွေကိုချက်မှတ်ပေးထားခဲ့တော့ဆွေတော်မျိုးတော်တွေကငါးပါးသီလလုံတဲ့ပုဂ္ဂိုလ်တွေမတန်များတယ်တခါတော့အဖြစ်ပြက်တစ်ခုရှိတယ်တာဂဝေနဲကတရဏာနိဆိုတဲ့တာဂဝေမင်းသားတယောက်ရှိတယ်တရဏာနိဆိုတာမြတ်စွာဘုရားရဲ့ဆွေတွေမျိုးတွေတဲကပဲသူတည်သွားတဲ့အခါကျတော့မြတ်စွာဘုရားကသူ့ကိုတရဏာနိဟာသောတပန်ဖြစ်သွားတယ်လို့ဒီလိုပြောတော့တိုင်ကဝင်မင်းနေအတိုင်အဝိုင်းထဲမှာဘာဖြစ်တော့တီတိုနဲ့စကားပြောကြတီတိုနဲ့မယုံမကြည်ပြောလာကြတယ်တဲ့ပရိသတ်ထဲမှာနည်းနည်းဆူညံလေးဖြစ်လာတယ်စကားအေးတရဏာနိဆိုတဲ့ကောင်တော်သောတပန်ဖြစ်ရင်တော့လောကမှာသောတပန်ဖြစ်မဲ့လူကြီးပဲနေမှာပဲဒီကောင်ကအရက်တောက်တယ်နော်တရဏာနိလိုလူတောင်ဘုရားကသောတပန်လို့ပြောရင်တော့တို့စီမှာလူအလုံးဟာသောတပန်ဖြစ်နေမှာပဲအဲ့ဒါလို့ပြောကြတာမြတ်စွာဘုရားဟိုသွားလျှောက်ကြတော့မြတ်စွာဘုရားရှင်းပြတယ်ဟုတ်တယ်တရဏာနိဟာနှစ်ပေါင်းကြာရှိစွာဘုရားတရားသံဃာကိုကိုယ်ဝယ်စိတ်ကတဲ့ဥပဒကအဖြစ်နဲ့နှစ်ပေါင်းကြာရှိစွာလုပ်ခဲ့တယ်နှစ်ပေါင်းကြာရှိစွာလုပ်တယ်အဲ့ဒါလို့နှစ်ပေါင်းကြာရှိစွာနေပြီးတော့နောက်ကြတဲ့အခါမှာသူသေခါနီးရောက်တဲ့အခါကျတော့သူကအရက်ပြတ်သွားတာလူတွေမသိလိုက်ဘူးပေါ့အရက်ပြတ်သွားပြီးတော့သိက္ခာပုဒ်တွေလုံခြုံပြီးတရားဓုတရားမြတ်ရသွားတယ်အဲ့ဒါကိုလူတွေကမသိလိုက်ကြဘူးဒီကောင်သေခါနီးဒီကောင်အရက်မှမပြတ်တာသူသောတာပန်ဆိုရင်ကျန်တဲ့လူတွေလည်းသောတာပန်ဖြစ်မှာပဲလို့ဒီလိုထင်ကြတာလောကလူဆိုတာကိုကျင့်သီလဆိုတာအကြာကြီးကျင့်နေရတဲ့ဟာမဟုတ်ဘူးနော်စဉ်းစားကြည့်ပေါ့ကဘာကျော်လူသက်သမားကြီးအင်္ဂုလိမာလာတောင်ဖះနဲ့တွေ့လိုက်တဲ့နောက်မှာဘယ်သူမှမတတ်တော့ဘူးလေသူကိုယ်တိုင်ပြောတာကြည့်ယတောဟံပဂိနိအရိယာယဇာတိယဇာတောနာဘိသာနာမိတင်စိတ်စပါဏံဇီဝိတာဝရောပေတာဘယ်သူအသက်ကိုမှသေစေလိုတဲ့စိတ်နဲ့မတတ်ပါဘူး
ယဟန်ဖြစ်လာတဲ့အချိန်ကစပြီးမတတ်ပါဘူးလို့ဆိုထားတယ်အဲ့ဒီအချိန်ကနေစတွေးလိုက်ရင်သူဟာတကယ်ရှောင်ကျင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ခုနကျုံတယ်လို့လှုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့တစ်ကျုပ်ရဲ့၈ပါးသီလနဲ့တူပါတစ်ကျုပ်ဥပုသ်ဆောင်တာလို့ဖြစ်မှာကျုံရင်လှုပ်လိုက်မယ်မကျုံရင်မလှုပ်လိုက်သေးဘူးနဲ့ဒီလိုနေတာကိုသူတို့ကြတော့အဲ့လိုမဟုတ်ဘူးပြတ်သားတယ်တဏ္ဍတိမတ်ကြီးနဲ့လည်းပြောကြတယ်လူတွေကတဏ္ဍတိမတ်ကြီးဟာအရက်ကလေးတောက်ပြီးတော့ဘုရားနဲ့တွေ့တရားနာတာနဲ့ယဟန္တာဖြစ်သွားတယ်လွယ်လိုက်တာလို့ထင်မောင်းထင်ကြအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာအသိဉာဏ်အလွန်ထက်မြက်လို့စိတ်ပြတ်တဲ့ပုဂ္ဂိုလ်တွေသူတို့စိတ်ဟာအလွန်ပြတ်တယ်ဒါမလုပ်တော့ဘူးရှောင်တော့မယ်ဆိုရင်တိကနေရှောင်လိုက်တာနော်များသောအားဖြင့်လူတွေကတိကနေမရှောင်နိုင်ကြဘူးမရှောင်နိုင်ကြဘူးစိတ်ပြတ်တဲ့ပုဂ္ဂိုလ်အလွန်နေတယ်အယတမဘုရားကိုချိန်ချိန်လှူတယ်ပြီးရင်ဘုရားစီကပြန်ပြီးတော့ဆွမ်းတော်တင်တာတွေကြပြီးတောက်တယ်အဲ့လိုတွေလို့အဲ့တော့တရဏာနိနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကရှင်းပြတာတရဏာနိဟာနောက်ပိုင်းကျတော့သူ့ရဲ့အသိဉာဏ်လည်းအလွန်ထက်မြက်လို့နောက်ပိုင်းကျတော့တမက်တဖို့မျက်မှောက်ပြုသွားတာဒါကြောင့်မလို့သူကသောတာပန်ဖြစ်တယ်လို့ငါဘုရားပြောတာလို့တခါလူဆိုတာအကဲခတ်လို့မရဘူးဒါကြောင့်မို့လို့အရိယာသူတော်စင်တွေပြင်းမမိတတ်လို့မပြင်းမမိအောင်လို့ဆိုပြီးဒီတရားထုတ်ခံနေမှာဆိုရင်အရိယဘဝရကံထိုက်မှာဆိုလို့တောင်းပန်ဝန်ချပြီးမှတရားအထုတ်ကြရတယ်လေကိုယ်အထင်နဲ့ကြိုက်ချင်မှကြိုက်တာတခါလေးကြတော့အထင်နဲ့အမြင်ဆိုတာမှန်ကန်တာမရှိဘူးသိပြီးတော့သေချာသိတာမဟုတ်လောကလူတွေကအထင်နဲ့အမြင်ပေါ်မှာဆုံးဖြတ်လေးရှိကြတယ်အဲ့တော့ကပိလဝုကတရဏာနိနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဟောထားတဲ့သုတ်တံ2ခုရှိတယ်တရဏာနိဟာနောက်ဆုံးမှာသောတာပန်ဖြစ်သွားတယ်လို့ဟောနောက်သောတပတ္တိယင်္ဂလို့ခေါ်တဲ့သောတာပန်ရဲ့အင်္ဂါယတ္တိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တဲ့ဆိုလိုတာသောတာပန်ဖြစ်ပြီးသွားပြီသောတာပန်အင်္ဂါယတ်၄မျိုးနဲ့အခုပြောတဲ့ဗုဒ္ဓေဝိသပတာရဓမ္မေဝိသပတာရသံဃေဝိသပတာရအရိယကန္တသီလလို့ဆိုတဲ့ဒီအင်္ဂါ၅ရက်နဲ့လုံးဝပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာအပေရလွတ်တယ်နော်ပရိမုတ်တောနိရယငရဲကလွတ်တယ်ပရိမုတ်တောတိရိစ္ဆာနာယောနိယတိရိစ္ဆာဘဝကလွတ်တယ်ပရိမုတ်တောပိဋိဝိတယပြိဋ္ဌာဘုံကလွတ်တယ်ပရိမုတ်တောအပါယဒုက္ခတိဝိနိပါတာအပေဒုက္ခတိကိုကြာရောက်ခြင်းမှလွတ်ခင်းတယ်လို့သောတာပန်အပေတကားပိတ်တယ်လို့ပြောကြတာပေါ့နော်ပေတကားပိတ်တယ်ဆိုတာဒီအင်္ဂါယတ္တိနဲ့ပြည့်စုံသွားရင်အပေတကားပိတ်သွားပြီပေါ့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားဟောထားတဲ့ထင်မယ်တရဏာနိမှာဟောတာဒီလောက်အဆင့်မရှိတောင်မှပဲမြတ်စွာဘုရားဟောထားတဲ့ထင်မယ်မြတ်စွာဘုရားကိုနှစ်ကာကြီးညိုတယ်တရားကိုနှစ်ကာကြီးညိုတယ်သံဃာကိုနှစ်ကာကြီးညိုတယ်ရှင်လန်းတက်ကြွတဲ့အသိဉာဏ်တွေရှိတယ်လင်းမြန်ထက်မြက်တဲ့အသိဉာဏ်တွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုမပြောနဲ့တော့တဲ့တတ္ထဝီရိယတတိတမာတိပညာလို့ဆိုတဲ့အရည်ချင်းလေးလူရဲ့တဏ္ဍာမှာအဲ့ဒီအရည်ချင်းကလေးပြည့်ဝမဟုတ်တော့တရားတရားလေးရှိတယ်ဝီရိယရှိတယ်တတိလေးရှိတယ်ပညာရှိတယ်ဒီအိန္ဒြေတွေ၅မျိုးနဲ့ပြည့်စုံတယ်ပြည့်စုံပြီးတော့မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မကိုအထိုက်လျောက်ဆင်ញင်စဉ်းစားတတ်တယ်ပါဠိတော်ဆိုသဗ္ဗေသင်္ခါရအိဋ္ဌာသင်္ခါရဆိုတာမမြဲဘူးဆိုတဲ့အတိကလေးတို့နော်သင်္ခါရဆိုတာမမြဲဘူးအကုသိုလ်ဆိုတာမလောက်ကောင်းဘူးလို့သိတဲ့အတိလေးတို့
ကုသိုလ်ဆိုတာလုပ်ရမယ်ဆိုတဲ့အတိကလေးတို့ဒီမြတ်စွာဘုရားတရားတော်နဲ့ပတ်သက်တဲ့ဒီအတိကလေးတွေရှိပြီနောက်ဆုံးမှာမြတ်စွာဘုရားပေါ်မှာယုံကြည်မှုကလေးဘုရားပေါ်မှာယုံကြည်တဲ့တတ္ထမတ္တယုံကြည်မှုကလေးရှိတယ်ဒါအထက်ကရာကြတော့ဒီတဲ့နည်းနည်းပိုလေးနဲ့အောင်ဖွင့်တာမြတ်စွာဘုရားကတော့အဲ့ဒါလို့ခေါ်တယ်တတ္ထမတ္တဟောဒီဘုရားပေါ်မှာယုံကြည်မှုလေးတသက်ရှိအောင်အဲ့ဒီပုဂ္ဂိုလ်တွေဟာအပယ်ကလွတ်တယ်လို့မြတ်စွာဘုရားဟောတာအဲ့ဒီပုဂ္ဂိုလ်တွေအပယ်ကလွတ်တယ်ဆိုရင်အဲ့ဒီစိတ်နဲ့သိရင်လွတ်တယ်ဒီလိုဆိုလိုတာပေါ့သောတပန်လို့တော့မသေးကြဘူးပေါ့ချင်းညိုစိတ်ကလေးနဲ့သိရင်တော့သေချာပေါ့အပင်အလွတ်တယ်မထကုဏ္ဏနီတရေသာဝတ္ထုကိုကြည့်ကြည့်ပေါ့ဓမ္မပဒမှာမထကုဏ္ဏလီဟာအလွန်နှမျောတဲ့ဖခင်ကြီးရဲ့အိမ်မှာလူဖြစ်ရသည့်အတွက်ကြောင့်ဖရာတရားတန်ခါဆိုတာလေကြည်ညိုအောင်မှမသိဘူးမြို့ရဲရွာရဲဆွမ်းကန်ကြွလာတဲ့တန်ခါတွေကိုလောင်းလူရမှလည်းမသိဘူးဘယ်သူမှပေးရကမ်းရမှလည်းမသိဘူးနောက်ဆုံးတေဂဏိအချိန်ခြေလက်မတည်နိုင်တဲ့အချိန်ကလေးမှကြာမှမြတ်စွာဘုရားနဲ့တန်ခါတွေကိုဖူးတွေ့လိုက်ရလို့စိတ်ထဲမှာကြည်နူးပြီးတော့ကြည်နူးတဲ့စိတ်ကလေးနဲ့တည်သွားတော့နတ်ပြည်ရောက်သွားတာပဲဘာကုသိုလ်မှမရှိဘူးအဲ့ကြည်နူးတဲ့စိတ်ကလေးနဲ့ရောက်တာနော်မြတ်စွာဘုရားကိုယ်တိုင်ကဟောတယ်စိတ်တွေဝိတုဒ္ဓေသူကတိပါတိကင်္ခာစိတ်ကလေးဟာစင်ကြယ်ပြီးကြည်နူးနေမယ်ဆိုရင်အဲ့ဒီအချိန်ဟာသူတိဘုံရောက်နိုင်ပါတယ်လို့ဒါပေမဲ့တေဂန်ဒီမှာကြည်နူးမယ်မကြည်နူးဘူးဘယ်သူမှပြောလို့မရဘူးလေအဲကြည်နူးတဲ့စိတ်ကလေးနဲ့သာဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးကြည်နူးတဲ့စိတ်ကလေးနဲ့သိသွားရင်တော့ရောက်မှာအဲ့တော့ဘေးကလူတွေကတခါလူမမာနာမှာသွားပြီးတော့မေးကြတဲ့အခါဟောတေအမူမှုဖြစ်နေတဲ့လူမမာဟိုလူကလာမေးဒီလူကလာမေးစကားတွေတောင်ပြောမြောက်ပြောရင်သူကြည်နူးတဲ့စိတ်ရမှာမဟုတ်ဘူးသတိထားစရာကောင်းတယ်သတိထားစရာကောင်းတယ်ဒီကြားထဲမှာဗန်စာအုပ်ဘယ်ထားခဲ့တုန်းစိန်လက်စွပ်ဘယ်နာဆိုတာရှိသေးတယ်နော်အဲ့ဒါဆိုရင်တော့ကောင်းရသူတိရောက်ဖို့သိမရှိဘူးအဲ့ဒီပုဂ္ဂိုလ်သူကတွန်းအချွန်နဲ့မနေတာလို့ဖြစ်နေတွန်းချနော်ဒုက္ခရောက်အောင်လှုပ်နေတာမျိုးဖြစ်နေမကောင်းတဲ့ပုဂ္ဂိုလ်နာတူတူဟိုပြောဒီပြောတဲ့ပုဂ္ဂိုလ်တွေအနာမလာခိုင်းတာကောင်းတိတ်ဆိတ်ကလေးနဲ့တရားလေးနာပြီးတော့အေးချမ်းချမ်းလေးသိသွားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တော့ကောင်းသူတိရောက်ဖို့ရှိတယ်ပေါ့နော်မဟုတ်တဲ့အတန်နေကြားပြီးသိလို့ရှိရင်တော့ကောင်းသူတိရောက်ဖို့မရှိဘူးသောတာပန်ဖြစ်ပြီးရင်တော့သူစိတ်သူထိန်းနိုင်လို့ရောက်နိုင်တယ်ပေါ့ကိုချင်းတရားကောင်းပြီးသားစိတ်ဓာတ်ခိုင်မာပြီးသားဆိုရင်ရောက်မှာပဲအဲ့ဒါလို့မဟုတ်ရင်မရောက်နိုင်ဘူးဒါကြောင့်မလို့မြတ်စွာဘုရားပေါ်မှာယုံကြည်တဲ့စိတ်ကလေးရှိရင်တော့မှပဲကောင်းသူတိရောက်နိုင်ပါတယ်အပယ်ကလွတ်ပါတယ်လို့မြတ်စွာဘုရားကဒီတရဏနိတုတ်မှာဒီလိုဟောထားတာနောက်ဆုံးမှာဘုရားကဘလောက်ထိအောင်စကားကိုကုံအောင်ပြောတော့ဆိုအနန္တကတစ်ပင်ကြီးတွေကိုလက်ညှိုးထိုးပြီးတော့ဟောဒီတစ်ပင်ကြီးတွေကိုတောင်မှပဲငါဘုရားဟာဒီလိုရည်ချင်းနေနဲ့ပြည့်စုံနိုင်မယ်ဆိုရင်သောတပန်လို့ငါဘုရားပြောမှာတဲ့တရဏနိလို့ဘုရားတရားတန်ခါကိုးကွယ်နေတဲ့လူကိုဘယ်မှာငါမပြောပဲရှိမလဲလို့ဒီစကားလုံးလေးနဲ့အဆုံးသတ်ထားတာနော်တရဏနိနဲ့ပတ်သက်ပြီးတီတိုဝေဖန်မှုတွေပေါ်လာလို့မြတ်စွာဘုရားအဲ့ဒီမှာကပိလဘောမှာဟောတဲ့တရားပဲဒါလဲနောက်တစ်ခါကပိလဝမြို့ကဘယင်တွေကပထမဆုံးကတော့သုတ်တော်ရဏမင်းကြီးအုပ်ဆိုးတာဖြစ်မယ်သုတ်တော်ရဏမင်းကြီးလူဘဝနဲ့ပဲယန္တာဖြစ်ပြီးပြိဋိဘံဆံသွားတဲ့အခါကျတော့ဗတ္ထိယဆိုတဲ့တာဂဝေမင်းသားအုပ်ဆိုးတယ်ပေါ့
သူတို့ကကဏရာဇာဆိုတော့ oligarchy system နဲ့အုပ်စိုးတာဆိုအလှည့်ချမင်းလောက်တာလည်းဖြစ်နိုင်ဟောအလှည့်ချပါဠိမန်ဥက္ကဋ္ဌတွေလှည့်ချလောက်ပါဗတ္တိယကကပိလဝတ်ကိုအုပ်စိုးနေတဲ့အချိန်မှာပဲအနုရုဒ္ဓရဲ့တငယ်ချင်းဖြစ်တဲ့အနုရုဒ္ဓရဲ့ခေါငယ်မှုကြောင့်သူဟာယာရုကိုလက်လွတ်ပြီးတော့သင်္ကန်းဝတ်သွားတယ်အဲ့ဒီနောက်မှာတော့မဟာနာမဆိုရသော်ဘုရားတဲ့ရသော်ဘုရားနဲ့တတုရရုလို့ပြောရမယ်သူကလာလောက်ကြီးတယ်လို့ဆိုတယ်မဟာနာမလာလောက်ပဲကြီးတယ်မြတ်စွာဘုရားအနုရုဒ္ဓရဲ့အကိုအရင်အဲ့ဒီမဟာနာမတိုက်ခွေမယ်မြတ်စွာဘုရားတဲ့လာကြီးတယ်ပြီးတော့သူဟာသူ့ဘဝတာမှာဆိုရင်သူကသောတာပန်မကဘူးတဂရဂံထိအောင်ဖြစ်တယ်တဂရဂံထိဖြစ်တယ်မဟာနာကနောက်ပိုင်းမှာအုပ်စိုးတာမဟာနာမဲတိုင်းပြည်ကိုအုပ်ချုပ်တဲ့အနေအထားရှိတယ်အဲ့ဒီလိုစုပေါင်းအုပ်ချုပ်တဲ့မင်းတွေမှာတန်ထာဂါရလို့ဆိုတဲ့အစည်းအဝေးဆောင်ကြီးတစ်ခုဆောက်လုပ်ပြီးထားလေးရှိကြတယ်တန်ထာဂါရတိုင်းရေးပြည်ကိစ္စတွေကိုစီမံခန့်ခွဲတဲ့အဆောက်အဦကြီးပေါ့ခုခေတ်လိုလွယ်လွယ်ခေါ်ရင်လွတ်တော်ပေါ့နော်လွတ်တော်အဆောက်အဦကြီးညီလာခံလုပ်တဲ့အဆောက်အဦကြီးအစည်းအဝေးခမ်းမကြီးပေါ့အဲ့တော့ကပိလဝတ်မှာမဟာနန်ရဲ့လက်ထက်တန်ထာဂရဆိုတဲ့လွတ်တော်အဆောက်အဦကြီးအသစ်ဆောက်တယ်မြတ်စွာဘုရားကလည်းအခု15ဝါမြောက်မှာကပိလဝတ်ကြွပြီးဏိကြောတိုင်းမှာဝါဆိုအဲ့ဒီအဆောက်အဦလွတ်တော်အသစ်ကြီးစီဝေခမ်းမဆောင်အသစ်ကြီးကလည်းပြီးသွားပြီးတဲ့အခါကျတော့ဘယ်သူမှမနေသေးခင်ကျက်တိမင်္ဂလာတိုးတက်စေဖို့ဆိုပြီးတော့မြတ်စွာဘုရားကိုတညတာသတင်းသုံးဖို့ဆိုပြီးတော့ပြညတ်ဟောတညတာသတင်းသုံးတောကပိလဝတ်မြို့မှာလွတ်တော်အဆောက်အဦအသစ်ကြီးဆောက်တယ်ဆောက်ပြီးတော့ပြီးတဲ့အချိန်မှာမြတ်စွာဘုရားကိုပထမဆုံးသတင်းသုံးဖို့ပြညတ်ပြတဲ့အခါမြတ်စွာဘုရားလည်းလက်ခံလိုက်ရောအဲ့ဒီအဆောက်အဦကြီးကိုလှလှပပပြင်ဆင်ပြီးတော့စီမီတွေဘာတွေထွန်းပေါ့နော်မြတ်စွာဘုရားနဲ့တန်ဃာတွေကိုပင့်တယ်အဆောက်အဦကြီးရတာလဲအလဲမှာတိုင်တလုံးနဲ့အဝိုင်းကြီးဆောက်ထားပုံရတယ်အလဲတိုင်းကြီးပါအဲ့ဒီမှာမြတ်စွာဘုရားကြွလာပြီးတော့ကပိလဝတ်ကတန်ထာဂရဆိုတဲ့အစည်းအဝေးခမ်းမဆောင်ကြီးမှာလာရောက်ပြီးတော့သတင်းသုံးတယ်သတင်းသုံးတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအလဲတိုင်းကိုကြောပေးပြီးတော့အရှိဘက်မျက်နှာမူပြီးတော့ထိုင်တယ်ယဟန်တွေကအနောက်ဘက်နံရံကိုကြောပေးပြီးတော့မြတ်စွာဘုရားကိုယံပြီးတော့ထိုင်ကြတယ်ဘုရားလက်ထက်ကအဲ့လိုပဲထိုင်တယ်နော်ဘုရားထိုင်နည်းကအတိုင်းထိုင်အဲ့လိုထိုင်ခုခေတ်ကတော့ဒီပိဋကနဲ့ဘုန်းကြီးကအစွန်ပိဋကကလည်းဟုတ်ပဲအစွန်ဆိုတော်သေးတာပေါ့မိုက်ပါလို့အတန်ကြားနှိုးဖို့ဆိုရင်တော့မိုက်ရဲ့အကူညီနဲ့မို့အတန်ကြားဘုရားလက်ထက်ကတော့ဘုရားကပိဋကရဲ့အလေကောင်ရောက်တယ်အလေကောင်မှာထိုင်ပြီးတရားဟောတယ်နောက်ကျောကယဟန်နေပတ်ရံပြီးတော့ထိုင်ကြတယ်ကပိလဝတ်ကတာဂိဝင်တွေကအရှိဘက်နံရံကိုကြောပြုတ်ပြီးတော့မြတ်စွာဘုရားကိုမျက်နှာမူပြီးတော့ထိုင်ကြတော့တန်ဃာတွေနဲ့ပိဋကနဲ့ကမျက်နှာချင်းဆုံသွားတယ်ပေါ့။ဟာနဲ့တူတော့ဆိုဆက်ဝိုင်းကြီးလို့ဖြစ်သွားတယ်။ပိဋကတွေကဝိုင်းထိုင်နေယဟန်တွေနဲ့မျက်နှာချင်းဆုံနေမျက်နှာတန်ဃာတွေကလည်းနောက်ကျောဝိုင်းထိုင်နေမြတ်စွာဘုရားကအလဲကောင်ကအဲ့ဒါလို့ထိုင်တာနော်။တခါတည်းရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ပါလို့ရှိရင်မြတ်စွာဘုရားရဲ့လက်ရဘဲနေရာမှာရှင်သာရိပုတ္တရာအတွက်နေရာခင်းရတယ်လက်ဝဲဘဲနေရာမှာရှင်မောက္ကလန်အတွက်နေရာခင်းရတရားဟောပြီဆိုလို့ရှိရင်ဒုတိယနေရာဟာမြတ်စွာဘုရားရဲ့လက်ရဘဲနေရာဟာရှင်သာရိပုတ္တရာနေရာအဖြစ်သတ်မှတ်တယ်လက်ဝဲဘဲနေရာဟာရှင်မောက္ကလန်ရဲ့နေရာအဖြစ်သတ်မှတ်တယ်ပြီးတော့မှရှင်မာကသဗ္ဗတို့
ရှင်နုရုဒ္ဓဆိုတဲ့ကိုတော်တွေတန်းပြီးတော့အဲ့လိုသွားကြတာသူတို့က serial number ပေါ့ hierarchy ဆိုတာသာသနာတော်မှာ2မျိုးရှိတယ်အခုလို့တရားဟောဖို့ကိစ္စမျိုးဆိုရင်မြတ်စွာဘုရားရဲ့လက်ရဘက်ကရှင်သာရိပုတ္တရာလက်ဝဲဘက်ကရှင်မောဂ္ဂလတရားဟောဖို့ကိစ္စမဟုတ်ဘူးတရားဓမ္မကပင့်လို့ပစ္စည်းလှူခံတဲ့အလှပွဲတွေပါတွေကြွတယ်ဆိုရင်ကတော့မြတ်စွာဘုရားပြီးရင်ရှင်ကုဋ္ဌညရှင်ကုဋ္ဌညဝါကြည့်တယ်လေသာသနာတော်မှာအရင်ဆုံးရဟန်းဖြစ်တာရှင်ကုဋ္ဌညနေရပြင်ရအဲ့တော့အလှခံတဲ့အခါမှာဝါစင်လိုက်ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာလည်းကြီးတဲ့ပုဂ္ဂိုလ်တွေကအများကြီးပဲပိဿဝဂီ5ပါးတို့ရှင်ယတတို့သူတငယ်ချင်း4ယောက်တို့တငယ်ချင်း50တို့တောရွာကနေကတငယ်ချင်း50တို့ဒါတွေကရှင်သာရိပုတ္တရာတို့လည်းကြီးတယ်နောက်ပြီးတော့ဗဒ္ဒဝဂီညီနောင်3ကျိတ်တို့ဥရုဝေလကတ္တပစတဲ့ယဟန္တာ1000တို့ဆိုတာတွေကရှင်သာရိပုတ္တရာရှေ့မှာစီနီယာကြတယ်သူတို့ကသံဃာ1000ကျော်2000နီးပါးကရှင်သာရိပုတ္တရာတဲ့ကြီးကြတယ်အလူခံတဲ့အတိုင်းဝိုင်းမှာကိစ္စဝိစ္စအလူမင်္ဂလာအခမ်းအနားကြွပြီဆိုရင်တော့ရှင်သာရိပုတ္တရာကဝါစင်လိုက်ရတာဖြစ်တော့ဘုရားနဲ့တော်ဝေးသွားအေးတရားဟောပြီဆိုရင်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားနာမကတ်ထိုင်ရအဲ့ဒီကျတော့ရှင်ကုဋ္ဌညတို့ကနောက်ကထိုင်ရအဲ့တော့ရှင်သာရိပုတ္တရာကအင်တန်မှစိတ်ကောင်းနှလုံးကောင်းရှိပြီးတော့အာရုံအာနာဖြစ်တယ်သူတဲ့ဝါကြည့်တဲ့ရှင်ကုဋ္ဌညတို့တွေကသူ့နောက်ကဖြစ်နေတော့သူထိုင်ရတာယွန်းတွန်းရှိတာပေါ့အဲ့ဒါကိုသိရတဲ့အခါရှင်ကုဋ္ဌညကနောက်တော့တန်ခါပိဋကမှာမနေတော့ဘူးဟိမန္တတောင်ကစရံအိမ်မှာသွားပြီးတပါးတဲ့သတင်းသုံးတယ်ကြည့်နော်တပါးငဲ့ညာကြတဲ့သဘောဒုတိယနေရာရဖို့အတွက်ရှင်သာရိပုတ္တရာဟာတသင်္ချေနဲ့ကဘာတသိန်းတောင်ပါရမီဖြည့်ခဲ့တာလေရှင်ကုဋ္ဌညကကဘာတသိန်းနဲ့ပါရမီဖြည့်တာဟိုကတသင်္ချေနဲ့ကဘာတသိန်းဖြည့်လက်ဝဲတော်ရန်ဖြစ်ဖို့ရှင်မောဂ္ဂလန်ကလည်းတသင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်လာအယီချင်းကြတော့ယဟန္တာဆိုတဲ့အယီချင်းချင်းတူတော်လဲအသိဉာဏ်ချင်းကြတော့ကွာတယ်အသိဉာဏ်ချင်းကြတော့ကွာသွားတယ်ယဟန္တာဖြစ်ဖို့အတိုင်းတာကြတော့တူတယ်သို့တော့အယီချင်းမှတအားကွာသွားကြတယ်ဒီလိုဆိုတာပေါ့နော်အဲ့ဒီမှာရှင်ကုဋ္ဌညကတန်ခါပိဋကကိုခွာပြီးတော့စရံအိမ်မှာသွားသတင်းသုံးအခုမြတ်စွာဘုရားသတင်းသုံးတဲ့အခါမှာအလယ်တိုင်းမြည်ပြီးတော့သတင်းသုံးယဟန်တန်ဃာတွေကနောက်ကျောကတာကွေမင်းတွေကအရှိပဲမျက်နှာယဟန်တန်ဃာတွေပဲမျက်နှာလှည့်တယ်မြတ်စွာဘုရားကတရားဟောပြီးတဲ့အခါကျတော့ရှင်မောဂ္ဂလန်ကိုအလှည့်ပေးတယ်အဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာကိုအလှည့်ပေးတာမဟုတ်ဘူးအဝတ္တုတပရိယာယသုတ်ဆိုတာတန်ရုပ်ပါဠိတော်မှာရှိတယ်အဲ့ဒီအဝတ္တုတပရိယာယသုတ်မြတ်စွာဘုရားကရှင်မောဂ္ဂလန်ကိုတိုက်တွန်းတယ်မောဂ္ဂလန်နဲ့တရားဟောပြီးတဲ့အခါမြတ်စွာဘုရားကိုယ်တိုင်တရားဟောပြီးတော့အချိန်လေးတော်တော်ညစ်နေတဲ့အခါမြတ်စွာဘုရားကတာကွေမင်းတွေကိုပြန်လွတ်တယ်အဲ့တို့အိမ်ပြန်ကြတော့မိုးချုပ်ပြီဟောအိမ်ပြန်ကြတော့မိုးချုပ်ပြီသို့တော့တန်ခါပိဋကကတော့ထိုင်းနေတော့မငြိမ့်နေကြတရားနာနေကြတာကွေမင်းတွေအိမ်ပြန်သွားတဲ့အခါကျတော့မြတ်စွာဘုရားကရှင်မောဂ္ဂလန်ကိုတိုက်တွန်းတယ်မောဂ္ဂလန်နဲ့ယဟန်တွေကနိုးကြတက်ကြွနေတော့မယ်အိတ်ချင်စိတ်မရှိကြသေးဘူးများသောအားဖြင့်တရားနဲ့ပဲအချိန်ကုန်ကြတာများတယ်ညနဲ့တခေါင်ထိအောင်တရားနဲ့ပဲနေကြတာရှေးတော့အဲ့တော့မောဂ္ဂလန်ဝိကတထိနမိတ်တော်ခေါ်ဘိက္ခုတန်ကောယဟန်တန်ဃာတွေကအိတ်ချင်ထိုင်မှမှုမရှိသေးဘူးဒါကြောင့်မို့တရားဆက်ဟောလိုက်ပါငါကတော့ကြောနေနဲ့အောင်လို့ခိတ္တအေးရထဲမှာခဏဆန့်လိုက်အောင်မယ်ဆိုပြီးမြတ်စွာဘုရားအဲ့လိုအညောင်းဖြေတဲ့အနေနဲ့မြတ်စွာဘုရားလည်းကြောအောင်ဒါပေမဲ့ဘယ်အနှိမ့်တယ်မှတော့လာနှိမ့်တယ်လို့မပါဘူးเนาะဘုရားကြောအောင်တာဘာလို့အောင်တာတုံးလို့ဆို6နှစ်ပတ်လုံးဒုက္ခရစရိယအပြင်းထန်ကျင့်ခဲ့တဲ့ဓာန်လေလို့ဒီလိုပြောတာ
အဲ့ဒီတန်ကြောင့်ကြောအောင်တနည်းအားဖြင့်တော့အထက်ကရာဆရာကရှင်းပြတယ်တာဂဝေမင်းသားတွေပို့ပြီးတော့ကုသိုလ်ဖြစ်ဖို့အတွက်ဣရိယာပုတ်၄ပါးဖြင့်အသုံးချဖို့မြတ်စွာဘုရားလျှောင်းဖို့အတွက်အဲ့ရပြင်ဆင်ပေးထားတယ်အဲ့ဒီပေါ်မှာခိတ္တခဏမြတ်စွာဘုရားကြောဆန့်တယ်လို့သူတို့ဆိုတာအဲ့ဒါတော့မဟုတ်ဘူးပေါ့နော်အဲ့ဒီမှာရှမောက္ကလံကအဝတ္တုတပရိယာယတုတ်ကိုဟောတာမြတ်စွာဘုရားကလည်းအဲ့ရတွေကနားထောင်နေတာရှမောက္ကလံလည်းတရားအဆုံးသတ်လိုက်ရောမြတ်စွာဘုရားထွက်လာပြီးတော့ကောင်းလိုက်တာမင်းအဝတ္တုတပရိယာယတုတ်ကောင်းလိုက်တာလို့ဆိုပြီးတော့မြတ်စွာဘုရားချီးမွမ်းစကားပြောပြီးတော့တရားဝဲရုပ်သိမ်းလိုက်ကြတယ်ပေါ့ညနေသကောင်ထိအောင်ရောက်သွားတယ်အဲ့ဒါလဲတာဝတိဒီကပိလဝမြို့မှာဟောခဲ့တဲ့တရားပဲလို့ဒီလိုမှတ်ရနော်ကပိလဝမြို့ကအဖြစ်ပျက်ကလေးတွေဟာစာပေကျမ်းကနေမှာစူးစီးလိုက်မယ်ဆိုရင်တော့တော်တော်များများရှိမှာပေါ့သို့တော့ကပိလဝမှာဟောတဲ့ထဲမှာမဟာနန္တာဂဝေမင်းကြီးနဲ့ပတ်သက်တာလေးကိုမှတ်သားဖို့မဟာနာမတာဂဝေမင်းဟာတိုင်းပြည်အုပ်ချုပ်တဲ့အိုလီဂါဂီ system မှာအကြီးအကဲလုပ်ပြီးတော့တာဝတိဒီကပိလဝမြို့ကိုတက္ကတိုင်ကိုအုပ်စိုးတယ်တနေ့ကျတော့သူဏီကျော်တော်ရုံကျောင်းကိုလာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတဲ့ဟောဒီကပိလဝမြို့ကတော်တော်ကိုကြီးပွားတိုးတက်လာတယ်လမ်းတွေလည်းကျင်းလာတယ်လူတွေကများလာလမ်းတွေကကျင်းလူတွေကစီကားတိုးတက်လာတယ်တပည့်တော်ညနေအချိန်ဘုရားစီကကျောင်းကနေပြီးတော့ညနေချိန်မှာကပိလဝမြို့ထဲဝင်သွားတဲ့အခါမှာတဲ့လွတ်လာတဲ့ဆင်ရိုင်းတွေမြင်းရိုင်းတွေထိမ့်မရတဲ့ယထာတွေအရက်မူးလာတဲ့ကောင်တွေနဲ့တပည့်တော်လမ်းမှာကြုံနေတဲ့ခဏအဲ့ဒါလို့ကြုံပြီဆိုလို့ရှိရင်ဘုရားတရားတန်ခါအပေါ်မှာတပည့်တော်တတိမေ့သွားတယ်ဘုရားတဲ့အာယုံမပြုတ်နိုင်ဟုတ်တယ်လေစင်စိုးလာရင်ရှောင်အောင်မှာဟုတ်မြင်းကလွတ်လာရင်လည်းကိုယ်တိုက်သွားမှာဆိုတော့ရှောင်အောင်အဲ့ဒီအချိန်မှာဘုရားကိုအာယုံမပြုတ်နိုင်ဘူးတဲ့အာယုံမပြုတ်နိုင်တော့တပည့်တော်စဉ်းစားတယ်တဲ့ဒီအချိန်လေးပြန်ငါသေသွားရင်ဟုတ်လားသူတွေးတာလေးอ่ะနော်ခုခေတ်ဆိုပိုးအန္တရာယ်များသေးတယ်လမ်းပေါ်ထွက်လိုက်လို့ရှိရင်ဘယ်ဆိုင်ကင်နဲ့ဝင်ဆောက်မလဲဆိုတာလေအဲ့လိုလေးတွေးကြည့်ပေါ့နော်ခုချိန်များငါသေသွားရင်ငါရဲ့တမလွန်ဘဝဟာဘယ်လိုများနေပါနောက်ဘဝဘယ်လိုများနေပါဒါသောတာပန်နော်သူစဉ်းစားတာသောတာပန်အနေနဲ့စဉ်းစားတာအဲ့လိုလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားမဟာနာမတဲ့မကြောက်ပါနဲ့မင်းမစိုးရိမ်ပါနဲ့မင်းမှာတတ္တာတီလသုတစာခပညာဆိုတဲ့အရည်ချင်းတွေနဲ့မင်းစိတ်ကိုထုံမွမ်းထားတာပါတဲ့တရားတရားတွေနဲ့ထုံမွမ်းထားတယ်နှစ်ပေါင်းများစွာနာရီပေါင်းများစွာတီလနဲ့ထုံမွမ်းထားတယ်သုတဆိုတဲ့ဘုရားတရားတော်တွေနာယူမှတ်သားထားတာနဲ့ထုံမွမ်းထားတယ်စာခလို့ဆိုတဲ့စွန့်လွတ်လူတန်းမှုတွေနဲ့ထုံမွမ်းထားတယ်ပညာလို့ဆိုတဲ့ဝိပဿနာပညာယုတ်တရားနာတရားတွေကိုရှုမှတ်အဖြစ်အပျက်ကိုသိတဲ့ပညာရက်တွေနဲ့မင်းထုံမွမ်းထားတာတဲ့မင်းရဲ့စိတ်လေးဟာတတ္တာပရိဘာဝိတတရားနဲ့ထုံမွမ်းထားတယ်သီလပရိဘာဝိတသီလနဲ့ထုံမွမ်းထားတယ်သုတပရိဘာဝိတသုတနဲ့ထုံမွမ်းထားတယ်ဒါတတိထားရတယ်ကိုယ်စိတ်လေးကိုတရားနဲ့ထုံမွမ်းထားတယ်ဆိုတာတရားစိတ်တွေခဏခဏဖြစ်တယ်သီလနဲ့ထုံမွမ်းတယ်ဆိုတာ၅ပါးသီလစောင့်တည်ခဏခဏဆင်ញင်တယ်ဒီကနေ့ငါ၅ပါးသီလများချိုးသလားမချိုးလားဟောကိုယ်သီလကိုကိုယ်အမြဲတမ်းဆင်ញင်တာထုံမွမ်းနေတယ်လို့ခေါ်တယ်ဝန္တာတိထိအောင်ဆင်ញင်သင်တာသုတနဲ့ထုံမွမ်းတယ်ဆိုတာဘုရားဟောတရားစာအုပ်တွေဖတ်တယ်တရားတွေနားတယ်မြတ်စွာဘုရားတရားတော်တွေရွတ်ဖတ်တဲ့ဆဲတယ်ထုံမွမ်းနေတာနော်ကိုယ်စိတ်ထဲမှာအဲ့ဒီအချိန်မှာဆိုရင်အကုသိုလ်မဖြစ်ဘူးလေစာကပရိဘာဝိတဆိုတာစွန့်လှူပြီးဒါနကောင်းမှုကိုပြန်ပြီးတော့စာကနုတ္တိဘာဝနာပွားနေတာပညာပရိဘာဝိတဆိုတာယမယကအနေဆာသဘောဒုက္ခသဘောအနတ္တသဘောဆင်ញင်စဉ်းစားတာမှန်နေကြည့်ပြီးတော့
အလှပြင်တာမဟုတ်ဘူးမှန်လဲကြည့်ပြီးတော့ငါအိုးလာပြီနော်တဖြည်းဖြည်းအိုးလာပြီတနေ့ကျရင်ဟောဒီယုတ်ကြီးပြစ်ထားခဲ့ရမှာဒီလိုစဉ်းစားတာအဲ့ဒါပညာပြိပ္ပါဝိတလို့ခေါ်တယ်အဲ့ဒီလိုကိုယ်စိတ်လေးကိုတတ္တသီလသုဒ္ဓဆာကပညာနဲ့ထုံမွမ်းထားလို့ရှိရင်တဲ့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုယ်စိတ်လေးကိုဒီသဘာဝတရား၅မျိုးနဲ့ထုံမွမ်းထားလေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်တရားဟာသူ့ရဲ့ခန္ဓာကိုယ်ကြီးကတော့မဟာဘုတ်၄ပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးကတော့တည်သွားလို့ရှိရင်ဒီတိုင်းအလောင်းကောင်ချထားလိုက်ရင်ခွေးစားခြင်းလည်းစားသွားမယ်ကြီးစားခြင်းလည်းစားသွားမယ်ပိုးလောက်တွေစားခြင်းလည်းစားတော့မဟုတ်လဲမိတကြိုပြဖြစ်သွားမှာပေါ့ရုပ်ခန္ဓာကိုယ်ကြီးကတော့ပျက်စီးသွားမှာပဲသို့တော့တရားနဲ့နှစ်ပေါင်းများစွာထုံမွမ်းထားတဲ့သီလသမာဓိသီလသုဒ္ဓဆာကပညာတို့နဲ့ထုံမွမ်းထားတဲ့စိတ်လေးကတော့ဥဒ္ဒံဂါမိအစင်မြင့်တဲ့ဘက်ရောက်သွားမှာပဲတဲ့ဝိသေသဂါမိထူးခြားတဲ့အဆင့်ကိုရောက်သွားမှာစိတ်ဓာတ်လေးကတော့အထက်ကိုဆောင်းသွားမှာလို့ဒီလိုပြောတာနော်မြတ်စွာဘုရားကဥပမာနဲ့ထင်အောင်ရှင်းပြတယ်မဟာနာမကိုမဟာနာမတဲ့မင်းဥပမာတစ်ခုစဉ်းစားကြည့်တယ်ထောပတ်အပြည့်ထေးထားတဲ့မြေအိုးစီအပြည့်ထည့်ထားတဲ့မြေအိုးရေထဲမှာခွဲလိုက်ပြီဆိုလို့ရှိရင်တဲ့အိုးချမ်းခွဲတွေကတော့မြစ်ထဲကကြမ်းပြင်ထီအောင်ဆင်းသွားကြမှာပဲတဲ့စီတွေထောပတ်တွေကတော့ရေမျက်နှာပြင်ပေါ်တက်လာမှာပဲဟောစီတို့ထောပတ်တို့ကရေထဲပဲမြုပ်မလဲမြုပ်သွားတာကအိုးချမ်းပဲအဲ့တိုင်းပဲတဲ့မင်းရဲ့ရုပ်ခန္ဓာကိုယ်နဲ့နန္တရားကတတ္တာသီလသုဒ္ဓဆာကပညာတွေနဲ့ထုံမွမ်းထားတဲ့စိတ်ဓာတ်အဲ့ဒီစိတ်ဓာတ်လေးကတော့အထက်ကိုပို့ဆောင်သွားမှာတဲ့ရုပ်ခန္ဓာကိုယ်ကြီးကသာအိုးချမ်းခွဲတွေအောက်မြုပ်တယ်လို့မြုပ်ချင်ရင်မှာဘာမှမပူပါနဲ့လို့မြတ်စွာဘုရားအဲ့ဒီသုတ္တမှာဒီလိုဟောတာနော်အဲ့ဒါလို့ဟောတယ်နောက်ပြီးတော့ဒုတိယသုတ်မှာလည်းပဲလောကမှာသောတပတိယင်္ဂလို့ဆိုရဲသောတပန်ရဲ့အင်္ဂါရက်တွေပြည့်ပြည့်ဝဝရှိတဲ့ပုဂ္ဂိုလ်ရဲ့ဒီအင်္ဂါ၄ရက်နဲ့ဗုဒ္ဓေဝိသပတာရဓမ္မေဝိသပတာရသံဃေဝိသပတာရအရိယခန္ဓသီလအဲ့ဒီအင်္ဂါရက်တရား၄မျိုးနဲ့အခိုင်အမာတည်ရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာနိဗ္ဗာန်ဘက်ကိုညွတ်ကိုင်းနေတာပါတဲ့နိဗ္ဗာန်ပဲမျက်မှောက်ပြုဖို့ရှိပါတယ်အဆိုးဖြစ်သွားဖို့မရှိဘူးစိတ်သာချမာပါယိမဟာနာမမာပါယိမဟာနာမမဟာနာမမကြောက်နဲ့မစိုးရိမ်နဲ့လို့ဒါမြတ်စွာဘုရားသူတရားနဲ့ပတ်သက်ပြီးတော့ guarantee ပေးတာပဲနော် guarantee ပေးတာမြတ်စွာဘုရားဟောတဲ့တရားလွဲမှားတာမရှိဘူးတကယ်လို့ရင်တကယ်ဖြစ်တယ်မသေးကြတဲ့တရားတွေကတော့ဒါဖြစ်မယ်ဆိုပေမဲ့ဟိုဟာဖြစ်ခြင်းဖြစ်သွားမှာဟိုဟာဖြစ်မယ်ဆိုပေမဲ့ဒါဖြစ်ခြင်းဖြစ်မှာလေမြတ်စွာဘုရားတရားကြတော့အဲ့လိုမဟုတ်ဘူးမှန်ကန်တယ်မျိုးစေ့ကလည်းကောင်းတယ်မြေကလည်းကောင်းတယ်ဆိုလို့ရှိရင်တော့တည်တည်ချာချာအောင်မြင်မှုအပင်တွေရင့်တန်မှုဟာဖြစ်ပေါ်လာမှာပဲမြတ်စွာဘုရားတရားတော်ဟာမှန်ကန်တဲ့မြေလွှာလို့ဖြစ်သည့်အတွက်ကြောင့်မိမိရဲ့အသိပညာစိတ်ဓာတ်ဆိုတဲ့မျိုးစေ့ကိုချဆိုင်လိုက်မယ်ဆိုလို့ရှိရင်ကတော့ကြီးထွားတဲ့အကျိုးကျေးဇူးတွေဖြစ်လာမှာလို့မြတ်စွာဘုရားဒီလိုဟောတာနော်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့15ဝါမြောက်ကပိလဝတ်ဏိကြောရအကြောင်းမှာဝါဆိုရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတတ္တဝါတွေရဲ့အကျိုးစီးပွားအတွက်သောတပတိယင်္ဂဆိုတဲ့သောတပန်နေဖြစ်စေနိုင်တဲ့အကျင့်တရား၄မျိုးနဲ့သောတပတိယင်္ဂလို့ဆိုတဲ့သောတပန်ပုဂ္ဂိုလ်တွေမှာရှိတဲ့အရည်ချင်း၄မျိုးတို့ပိုင်ပိုင်ခြားခြားထင်ထင်ရှားရှားခွဲခြားဟောထားပြီးခဏိထိအဲ့ဒီတရားတွေကိုလိုက်နာကျင့်သုံးရမယ်ဆိုရင်အကျိုးစီးပွားဟာဖြစ်ထွန်းမှာပဲဖြစ်တယ်တရားကသာလင်ဘဝကိုကယ်တင်နိုင်တာဖြစ်သောကြောင့်ဓမ္မဆိုတာအဓိပ္ပာယ်ကတော့အပယ်လေးပုံတို့မကြရအောင်ဆောင်ထားနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ယောဂဖြစ်လို့ရှိရင်ဆေးကသာစွမ်းဆောင်နိုင်တယ်ဆရာဝန်ကစွမ်းဆောင်တာမဟုတ်ဘူးဆေးကစွမ်းဆောင်တာ
ကိလေသာတွေကုန်မှုအတွက်ချမ်းသာဖို့အတွက်ဆိုလို့ရှိရင်ကိလေသာတွေကုန်မှုအတွက်ဆိုတော့လေတရားကပဲစွမ်းဆောင်တာချမ်းသာဖို့အတွက်ဆိုလဲစေဝတ္တဆာသာစွမ်းဆောင်တာလို့မိမိတို့ရဲ့တဏ္ဍမှာဒီတရားတွေဖြစ်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမသွေကျင့်သုံးနိုင်ကြကြိုင်လိုက်၍နေကြပါစေကုန်သတည်း